ဒီမှာတငယ်ချင်းဘယ်အုံနာစီမှာပဲကားမောင်းမောင်းအရာရာရိုးသားပါဂတိစကားကိုတီးပါတာဝန်ယူစိတ်အပြည့်ရှိပါကိုယ့်နှမီကိုကြားလိုက်တာနဲ့ဩသူဆိုရင်ယုံကြည်ရပါတယ်လေဆိုတဲ့စကားတစ်ခွန်းဟာကျွန်တော်တို့ကားသမားတွေအတွက်ဘာနဲ့မှမလဲနိုင်တဲ့ရိုးသားမှုရဲ့ဂုဏ်ပဲဗျဘယ်လိုနေကိုယ်ပိုင်မိသားစုလေးနဲ့လူတိုင်းကပြောကြတမင်းစားလက်ဆုံးမဲ